ရှင်တော့ကတော့ကိုယ့်ရဲ့ရွာလေးကလုံခြုံတယ်လို့ထင်ခဲ့မိတယ်။ဒါပေမဲ့ရွာလေးထဲမှာထူးခြားပြီးတော့ကြောက်စရာကောင်းတာတွေစတိုက်လိုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်အဖေကညနေဆိုအပြင်မထွက်ဖို့အမြဲတမ်းပေးခဲ့ပါတယ်။ကျွန်တော်ကအဖေပြောတာကိုကြောက်လို့ညနေဆောင်ရောက်ပြီးဆိုတာနဲ့ဘယ်မှကိုမသွားတော့ပါဘူး။ရွာလေးထဲမှာတော့အခြေအနေတွေကကြားလေပို့ပြီးတော့ဆိုးလာနေပါတယ်။ဒီနေ့တော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဇလန်လေးကလူတစ်ယောက်အကြောင်းကိုပြပြပေးချင်ပါတယ်။ရွာလေးရဲ့နောက်မှာတော့ဖွားရွှေကြားတစ်ယောက်နေထိုင်ပါတယ်။ဖွားရွှေကြားမှာတော့သူ့မှာခင်မမရှိတော့ဘူး။သားသမီးတွေကလည်းမရှိတော့ရွာစုံကအိမ်လေးမှာသူတစ်ယောက်တည်းနေထိုင်ပါတယ်။ဖွားရွှေကြားကတော့တင်းနံပင်တွေဆက်ပြိုထားပြီးကြက်တွေကိုလည်းမွေးမြူထားတယ်။ဖွားရွှေကြားကစကားလည်းမပြောနိုင်ဘူး။စွန့်အားနေတာကြောင့်အိမ်လေးထဲမှာပဲတစ်ယောက်တည်းအထီးကျန်ပြီးနေထိုင်နေရတယ်။သူ့မှာအဖေါ်ဆိုလို့မဲလုံးဆိုတဲ့ခွေးကြီးတစ်ကောင်နဲ့ကြက်တွေပဲရှိတယ်။မဲလုံးဆိုတဲ့နာမည်ကတော့ရွာထဲကသူတွေခေါ်ကြတာ။ဖွားရွှေကြတော့ဘယ်လိုခေါ်မှမသိဘူး။မမရရပြောရရင်တော့ကျွန်တော်တို့ကြောင်းပြန်ချိန်ဆိုအပြင်ကနေအဲ့ဒီခွေးကိုကြောက်ခဲနဲ့ပစ်ပြီးဆရတာကိုကြိုက်တယ်။ကျွန်တော်တို့ကခွေးကိုကြောက်ခဲနဲ့ပစ်ပြီးတော့ပြေးလေးရှိတယ်။မဲလုံးကလည်းကြောက်ခဲနဲ့ပစ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့နောက်ကိုဒေါသတကြီးနဲ့ပြေးလိုက်တတ်ပါတယ်။ဒါပေမဲ့မဲလုံးကတော့ခြံစည်းရိုးကြော်ပြီးဆိုတာနဲ့ပြန်လဲထွက်သွားလေးရှိပါတယ်။ဖွားရွှေကြားကအဲ့ဒီညီကွင်းကိုမြင်ရရင်အပြင်မှာထွက်ရက်ပြီးတော့မကျင်တဲ့ပုံစံမျိုးနဲ့အမျိုးမျိုးပြောဆိုလေးရှိပါတယ်။အခုလိုလောက်ရမျိုးလောက်ရပေမဲ့အပြစ်ရှိသလိုခံစားရပြီးပျော်စရာလည်းကောင်းတယ်လို့ခံစားရတယ်။ဒီနေ့မှာတော့ကျောင်းပြန်ချိန်ရောက်တော့ထုံးစံအတိုင်းကျွန်တော်တို့အုပ်စုကဖွားရွှေကြားတို့ခြံစည်းရိုးရှိကိုသွားပြီးတော့အပြင်မှာထိုင်နေတဲ့မဲလုံးကိုကြောက်ခဲနဲ့ပြစ်လိုက်ပါတယ်။မဲလုံးကကျွန်တော်တို့ကိုမြင်မြင်ချင်းမှာပဲထိုးဟောင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်တကားကတဝက်လောက်ပွင့်သွားပြီးတော့ဖွားရွှေကြားကအပြင်ကိုထွက်ကြည့်လိုက်ပါတယ်။ကျွန်တော်တို့လည်းဖွားရွှေကြားကိုမြင်လိုက်ရတာနဲ့အပြင်ကိုအမြန်ပြေးထွက်လာခဲ့လိုက်တယ်။အဲ့ဒီခန်းစားမှုကတော့ပျော်စရာလည်းကောင်းပါတယ်။ကျွန်တော်တို့အုပ်စုကပြေးကင်းလွှားရင်နောက်ဆုံးမှာကြံရစ်ခဲ့တဲ့ကျွန်တော်ကတော့အငယ်ဆုံးမို့လို့သိမပြေးနိုင်ပဲအားလုံးပြီးတော့မြေပေါ်ကိုလဲကျသွားခဲ့ပါတယ်။ကျွန်တော်လည်းအမြန်ထပြီးပြေးမလို့လှုပ်လိုက်တော့အရှိမခွေးကပိတ်ထားပြီးထိုးဟောင်နေပါတယ်။ကျွန်တော်လည်းဘာလို့ရမယ်မသိဖြစ်နေတော့ဖွားရွှေကြားကအိမ်ထဲကနေကျွန်တော်စီကိုထွက်လာပြီးသူ့ရဲ့လက်တစ်ဖက်နဲ့ကျွန်တော်ကိုဖမ်းဆွဲထားလိုက်ပါတယ်။သူ့ရဲ့လက်တစ်ဖက်ကနေလည်းဒုတ်ကိုကင်ထားတယ်။ကျွန်တော်ကသူ့ရဲ့လက်ကနေထွက်ပြေးလွတ်မြောက်အောင်စူးစမ်းခဲ့ပေမဲ့လည်းမရခဲ့ဘူး။ကျွန်တော်လည်းအရန်ကိုကြောက်သွားတယ်။သူကအသက်အရွယ်နဲ့မလိုက်အောင်ခွန်အားတွေကြီးမားနေတယ်။တငယ်ချင်းတွေကလည်းကျွန်တော်ကိုမကူညီနိုင်ပဲနေမကြည့်ရုံသာတတ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်လည်းဖွားရွှေကြားရဲ့ရိုက်နှက်တာကိုခံလိုက်ရတယ်။ဖွားရွှေကြားကလက်ထဲကတုံးနဲ့အဆက်မပြတ်ကိုရိုက်နေတော့တာ။ကျွန်တော်လည်းအော်ဟစ်ရင်းနဲ့ကူညီတောင်းလိုက်ပါတယ်။တငယ်ချင်းတွေကလည်းကျွန်တော်ကိုစိုးရိမ်သွားကြပြီးဖွားရွှေကြားကိုဝိုင်းပြီးတော့တောင်းပန်ပေးကြတယ်။ဖွားရွှေကြားကတော့ကျဉ်းနှံ့မဲ့ပုံမပေါ်ဘူး။ကျွန်တော်လည်းနာကျင်မှုတန်တဲ့ကြောက်လန့်မှုတွေကြောင့်အားကုန်ရုံးလိုက်ပြီးအမျက်ထွက်ပြေးလာခဲ့ပါတယ်။ကျွန်တော်လည်းအိမ်ကိုရောက်တော့အဖေဖြစ်သူကိုပြောပြလိုက်တယ်။အဖေကလည်းကျွန်တော်ကိုချက်ချင်းပဲစူပူကျိမ်းမလိုက်ပါတယ်။မင်းတို့ကအရင်သွားပြီးတော့စားကြတာဆိုမင်းတို့တွေကတယောက်ပြောတယ်ဟုတ်လား။ကျွန်တော်လည်းဝန်ခံလိုက်ပါတယ်။အဖေကတော့ကျွန်တော်ကိုကောင်းကောင်းမွန်မွန်ပဲပြောပြပါတယ်။သူကကြက်တွေကိုတော့အစိမ်းစားတာကွာ။ပြောရရင်တဆေလိုပဲ။အဲ့ဒါကြောင့်သူအเจ้าကိုသိကြတဲ့ရွာထဲကသူတွေကသူ့ကိုအယောမဝင်ကြဘူး။သူနဲ့သွားပြီးတော့မရှုပ်တာအကောင်းဆုံးပဲ။အဖေကတော့ကျွန်တော်ကိုဖွားရွှေကြားနဲ့သွားမရှုံမိစေဖို့တတိပေးပါတယ်။အဖေဖြစ်သူရဲ့တတိပေးစကားကကျွန်တော်ရဲ့နားထဲမှာဆွဲထင်သွားတယ်။ဒီနေ့မှာတော့ကျွန်တော်တို့တငယ်ချင်းတွေဖွားရွှေကြားရဲ့အိမ်လေးကိုရောက်လာခဲ့ကြတယ်။ကျွန်တော်တို့လည်းဖွားရွှေကြားရဲ့အိမ်လေးကိုကြည့်လိုက်တော့ခါတိုင်းနဲ့မတူပဲကြက်တွေကိုမတွေ့ရတော့ဘူး။တဲ့အိမ်လုံးကလည်းတိတ်ဆိတ်လို့နေတယ်။ကျွန်တော်နားထဲမှာလည်းတတိပေးတန်ကိုပြန်ကြားလာရပြီးတငယ်ချင်းတွေကိုပြောပြလိုက်ပါတယ်။ဟေးငါအဖေမှားရတယ်။သူနဲ့တမရှုပ်တင်ဘူးတဲ့။ကျွန်တော်ပြောတာကိုတော့ညံချမ်းကနားမထောင်ဘူး။ဒီအဖွားကြီးကငါတို့ကိုရိုက်ထားတာလေ။ငါတော့သူ့ကိုမကြောက်ဘူး။ငါကြောက်ခဲနဲ့ပြစ်ချိလိုက်အောင်မယ်။ညံချမ်းကကြောက်ခဲနဲ့ပြစ်လိုက်တာတကားကိုထိသွားပါတယ်။ညံချမ်းကအခုလိုပြစ်လိုက်ပေမဲ့အလီနားမှာရှိနေတဲ့ခွေမဲကြီးကထတောင်မလာဘူး။အရင်ကဆိုမဲလုံးကထားလိုက်လေရှိပါတယ်။ကျွန်တော်တို့လည်းမဲလုံးကသေသွားပြီလားလို့တွေးမိလိုက်တယ်။ဒါငါတို့ကိုလှည့်စားနေတာလားမသိဘူး
ငါတို့သွားကြည့်ရအောင်လာကျွန်တော်တို့အုပ်စုနဲ့ဖွားရွှေကြရဲ့အိမ်လေးတဲကိုဝင်သွားကြည့်လိုက်ပါတယ်အိမ်လေးရဲ့အောက်မှာတော့ဝေးထားတဲ့ကြက်တွေအကုန်လုံးကတည်နေကြတယ်သွေးတွေကလည်း၆သွေးနေပြီးစွန့်ပင်နေတာကိုတွေ့ရတယ်ဖွားရွှေကြရဲ့ကြက်တွေကတော့အကုန်တည်နေတယ်ကျွန်တော်တို့လည်းအခုလိုဖြစ်နေတဲ့အပေါ်ပို့ပြီးတော့တိကျင်သွားတာကြောင့်အိမ်လေးပေါ်ကိုတက်ကြည့်လိုက်ပါတယ်အပြင်မှာမဲလုံးကပါတည်ဆုံးနေတော့စိတ်မကောင်းဖြစ်သွားရတယ်မဲလုံးကတော့တကယ်တည်ဆုံးသွားပြီဖြစ်ပြီးကျမ်းမြေပေါ်မှာလည်းသွေးတွေကစွန့်ပင်နေတာကိုတွေ့လိုက်ရတယ်ရှင်ကောင်တွေတော့ဝိုင်းအောင်နေကြပြီဒါကဘယ်လိုဖြစ်ရတာလဲငါလည်းမသိဘူးဒီကနေမြင်မြန်ပြန်သိမိထင်တယ်ကျွန်တော်ပြောတာကိုအားလုံးကသဘောတူလိုက်ကြပါတယ်ဒါပေမဲ့အိမ်လေးထဲကနေအတန်တွေထွက်လာတာကြောင့်အံ့ဩသွားပါတယ်အိမ်လေးထဲမှာတရရောက်ရှိနေပြီးတစ်ခုခုကိုစားနေပုံရပါတယ်ဟဲ့အိမ်ထဲမှာဟာအတန်တွေကြားနေရတယ်မသိဘူးအားလုံးကစိတ်ဝင်စားသွားပြီးကျွန်တော်တို့လည်းတကားကိုဖွင့်ကြည့်လိုက်တော့လုံးဝကိုမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပြီးတော့ကြောက်လန့်သွားကြပါတယ်အိမ်လေးထဲမှာတော့ဖွားရွှေကြကကြက်အစိမ်းကိုစားနေပြီးပါဇက်ကနေလည်းသွေးတွေကစီးကျနေတယ်ကျွန်တော်တို့လည်းဖွားရွှေကြကိုကြည့်ပြီးတော့အရန်ကိုကြောက်လန့်သွားတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့အားလုံးလည်းအော်ဟစ်ပြီးတော့ထွက်ပြေးလာခဲ့ကြတယ်အားလုံးလည်းနောက်ဆုံးမှာအိမ်ကိုစီရောက်လာခဲ့ကြပါတယ်ကျွန်တော်ကတော့ဒီကိစ္စတွေကိုအဖေကိုပြောပြချင်ပေမဲ့အဖေကအရှင်ကလည်းဆူထားတာကြောင့်ဒီအတိုင်းပဲစိတ်ထဲမှာမျိုးသိပ်ထားလိုက်တယ်ကျွန်တော်ကတော့အခုမြင်တွေ့ခဲ့ရတဲ့အပေါ်မှာအရန်ကိုကြောက်လန့်သွားမိတယ်အဲ့ဒီညကဆိုတညလုံးအိတ်လို့တော့မပြောဘူးမနေ့စောစောမှာတော့ကျွန်တော်လည်းနိုးလာတော့အဖေစီကနေတငယ်ချင်းရဲ့တဲ့တင်ကိုကြားလိုက်ရတယ်အဖေကမင်းတငယ်ချင်းသေသွားပြီလို့ပြောခဲ့တယ်ကျွန်တော်လည်းအရန်ကိုအံ့ဩသွားပြီးချက်ချင်းပဲတငယ်ချင်းစီကိုလိုက်သွားပါတယ်တငယ်ချင်းရန်ချမ်းရဲ့အိမ်ကိုရောက်တော့ကတဲ့ပေါ်မှာတေဆုံးနေတဲ့တငယ်ချင်းကိုတွေ့လိုက်ရတယ်သူကတော့အရန်ကိုကြောက်စရာကောင်းတဲ့ပုံစံနဲ့တိမ်နေပါတယ်ကျွန်တော်လည်းသူဘယ်လိုတေရတာလဲဆိုပြီးညီထွေးကိုမေးကြည့်လိုက်တော့ညီထွေးကမနေ့ညတုန်းကအဖွားကိုတယောက်ကရောက်လာတာသူမြင်ရကြောင်းညီထွေးကပြောပြတယ်အဖွားကအထဲကိုဝင်သွားတာမှောင်နေတော့ငါလည်းတေချာမမြင်ရဘူးဒီအဖွားကြီးကဖွားချေချာပဲထင်တယ်မတင်မချင်းဘက်ကိုဖောက်ပြီးတော့စားပစ်တာကွာညီထွေးကဒီအကြောင်းတွေကိုပြောပြရင်အတော်လေးကိုကြောက်လန့်နေပုံပဲအဲ့ဒီနောက်မှာတော့ကျွန်တော်တို့လည်းဒေါက်တာကြီးစီကိုသွားပြီးအကျိုးအကြောင်းတွေကိုပြောပြကြတယ်တကြီးရွာထဲမှာတရေတစီရှိနေတယ်အခုကျွန်တော်တငယ်ချင်းနဲ့တေသွားပြီတကြီးကလည်းအကျိုးအကြောင်းတေချာမေးကြည့်ပါတယ်ညီထွေးကလည်းသူ့ညီတေဆုံးရတာနဲ့ပတ်သက်ပြီးအကြောင်းစုံကိုပြောပြတယ်ရွာထဲကသူတွေအားလုံးကလည်းအံ့ဩမြင့်သက်သွားပြီးကြောက်လန့်သွားကြတယ်အခုဆိုရင်ရွာထဲမှာကြောက်လန့်စရာကောင်းတဲ့တေဆုံးမှုတွေကလည်းစတင်ပြီးတော့ဖြစ်လာပါတယ်တကြီးကလည်းဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက်အထက်လန်းစရာတွေကိုတွားရောက်ခေါ်မယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒါဆွန်ကဖွားရွှေကြရဲ့အိမ်လေးကိုတွားကြည့်ကြတာဖွားရွှေကြကိုမတွေ့တော့ဘူးတကြီးလည်းရွာသားတွေကိုတတိထားကြဖို့အစည်းအဝေးလုပ်ပြီးအားလုံးကမလိုအပ်ပဲအပြင်ကိုမထွက်ကြတော့ဘူးတညမှာတော့ကျွန်တော်အိမ်ထဲမှာအိပ်ပျော်နေတော့အပြင်ကနေတကားလာခောက်တန်ကိုကြားလိုက်ရတယ်ကျွန်တော်လည်းပြင်ကတကားခောက်တန်တွေကြောင့်လက်နိုးလာခဲ့တယ်တကားကိုတမဖွင့်ပေးရဘူးအဲ့ဒီအချိန်မှာပဲအပြင်ကနေကျွန်တော်တငယ်ချင်းတယောက်ရဲ့အကူကြီးတောင်းတန်ကိုကြားလိုက်ရတယ်ကူညီပါအောင်ကူညီကြပါအောင်ငါရဲ့အဖွားကိုစစိလိုက်ဖမ်းနေလို့မြင်မြန်တကားဖွင့်ပေးကြပါအောင်ကျွန်တော်ကတော့အတန်ကိုကြားရပေမဲ့တကားဖွင့်ပေးဖို့တွန့်ဆုတ်နေတယ်ကျွန်တော်ကအဖေလည်းမရှိတာကြောင့်တကားကိုမဖွင့်ပေးရဘူးဒါပေမဲ့အပြင်ကတကားခောက်တန်ကပို့ပြီးတော့ကျဲလောင်လာတယ်လောက်ပါငါအရန်ကြောက်နေပြီကစေမလာရင်ငါသေတော့မှာပဲမြင်မြန်ဖွင့်ပေးပါကျွန်တော်လည်းတနာသွားပြီးတော့ချက်ချင်းတကားစီကိုပြေးသွားပြီးဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တဲ့အချိန်မှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အရန်ကိုအံ့ဩထိတ်လန့်သွားခဲ့တယ်ကျွန်တော်လည်းစွန့်အားသွားပြီးပြေးထွက်ဖို့တောင်မေ့လျော့နေတယ်အဲ့ဒီအချိန်မှာပဲဖွားရွှေကြကရှာကြီးကိုထုတ်လိုက်တယ်ကျွန်တော်လည်းအဖေကိုအော်ခေါ်ပြီးသူကကျွန်တော်စီကိုအမြန်ပြေးလာတော့ကျွန်တော်လည်းအမြန်ပြေးရင်းကျမ်းမော်ကိုလဲကျသွားခဲ့တယ်ဖွားရွှေကြကအပေါ်ကနေချုပ်ထားပြီးနိုင်မလို့လောက်တော့ကျွန်တော်လည်းအော်ဟစ်လိုက်ပြီးအပြင်ကန်းကိုပြေးထွက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတကားကပွင့်သွားပြီးတော့ကျော်တကြီးတို့ကရောက်ရှိလာပါတယ်တကြီးကရက်လိုက်လို့အော်ပြောလိုက်ပြီးကျွန်တော်ကိုအပြင်အမြန်ပြေးထွက်ခိုင်းလိုက်ပါတယ်ကျွန်တော်လည်းအောက်ကိုမြ мян ခုန်ချပြီးပြေးထွက်လာခဲ့တယ်တကြီးကတော့ဖွားချီကြရဲ့မျက်နှာကိုဓာတ်နဲ့ထောက်ထားလိုက်ပြီးအထက်လန်းဆရာကလည်းအင်းပြားနေအုပ်ထားတဲ့မြေအိုးလေးကိုကင်ပြီးမန်တန်တွေကိုရွတ်ဆိုနေလိုက်တယ်နောက်ဆုံးမှာတော့ဖွားချီကြရဲ့ခန္ဓာကိုယ်ထဲမှာဝင်ပူးနေတဲ့သက်စေကိုဖမ်းချုပ်နိုင်ခဲ့တယ်အဲဒီနောက်ပိုင်းမှာတော့ရွာလေးထဲမှာဘာအတန်းမှမကြတော့ပါဘူးဖွားချီကြကတော့တစ်နှစ်လောက်ကြာတော့
လူကြီးယောဂနဲ့သေဆုံးသွားခဲ့ပါတယ်။